ဘုန်းကြီးသမီးသားအကြောင်းတွေသိလိုက်ဘုန်းကြီးမြန်ရီသားထားကိုလားအိုးဆော်ကြီးမထားဘူးလုံးဝအဖြူတဲ့ဆင်းပဲဟိုပြိတ္တိသိတာပေါ့ဘလင်မောဘုန်းကြီးတရားနာပြိတ္တိနန်းရှိတန်တရာအကြောင်းရဲ့အရှိဘကကြိုးကြောင်းပြိတ္တိနန်းရှိတန်တရာအကြောင်းဆိုရင်းနှီးမြောင်းတော့ကြားဘူးမှာပါမှန်လားနန်းလေးမျိုးရဲ့နာမည်ကျော်ရင်းနှီးမြောင်းနာမည်ကျော်ခြင်းလို့ကြောတာမို့အတွဲတွေပေါ်လို့ကြိုးကြောင်းရှိမှညနေထွက်ချောင်းကြမလို့ဘူးမှန်လားအမလေးကျောင်းရှိမှမြန်တရားနာပြိတ္တိအခုလို့ဆောင်းလာပြီ6 နိုင်ခွဲဆိုနေရာတွေကိုပြည့်လို့ကြီးတို့လာမှဆိုစောစောလာခဲ့မှန်ရလားငါလည်းလူကြုံနဲ့တော့နေရာဥမခိုင်းနဲ့ဦးအဲ့တော့တရားနာပိတဲ့ညနေတရားနာပိတဲ့ကိုကတရားနာပိတဲ့ကိုရသားခြင်းလို့အပြင်ထွက်မလေးတရားနာပိအတွဲတွေကကိုရှိတရားနာပိတဲ့ပါလိန်ဆွဲလိုက်နှာခေါင်းဖဲလိုက်လို့တရားနာပိကိုကတော့မျက်နှာတွေပူးသူတို့ကကိုတော့ထိုးလိုက်တဲ့ငပိရှိရလို့ကမအောင်မေးအဲ့တော့တရားနာပိတဲ့ကိုကအတွဲပေးကနေပြီးတော့ရောင်ပေးနဲ့ဖြတ်ဒီအတွဲနာလေးကဖြတ်တော့တရားနာပိတဲ့ခေါ်တက်ဦးဟေးဘာလဲတက်ဝေးဘုရားဆက်ပြတက်နင်းဟေးဘာလဲတက်